စားအင်ကြီးလေးတော့တီးခံပြော ဒီတင်မောသားအနေနဲ့ပေါ့နော်ဟိုကာကြီးလိုင်းကိုပြောင်းကျင်နေဆိုရင်ကာကြီးလိုင်းကကြတော့သူ့ line ကိုစီးဘူးသားလူတွေပဲခေါ်တာပေါ့နော်မစီးရသေးတဲ့လူတွေအနေနဲ့ဘယ်လိုဝင်တိုးလို့ရနိုင်လဲကြီး လိုင်းကြီးတိုးကျင်တာကိုရီးယားလိုင်းတိုးကျင်တာလိုင်းကြီးတိုးကျင်တာပါကိုရီးယားလိုင်းပဲကာကြီးလိုင်းပဲတိုးကျင်တာဆိုတော့ပုံမှန်ဆိုရင်ကိုရီးယားလိုင်းစီးဘူးတဲ့လူကိုပဲကိုရီးယားလိုင်းခေါ်တယ်နော်အဲ့တော့ကိုရီးယားတုံးမရှိလို့ကိုရီးယားတုံးလေးလိုချင်လို့ကိုရီးယားတင်မောကိုစီးကျင်ပါတယ်ဆိုမှကိုရီးယားတုံးရှိမှကိုရီးယားတင်မောကိုတက်ရမှာဆိုမှဂျာကြီးသူ့မိရိုက်တာကွာအဲ့ဒီခေတ်တော့ဆိုတော့ငါတို့ခေတ်ပေါ့အဲ့ဒါအဲ့တော့ငါတို့လူသစ်ဘွားတွေကကိုရီးယားလိုင်းကိုတိုးရပြီးတော့ရင်ဘော်ဒါတရားကိုခေါ်ပြီးတော့အဲကိုရီးယားလိုင်းစီးဘူးတဲ့ဘော်ဒါတရားကိုခေါ်ပြီးတော့နော်ကိုရီးယားတုံးမရှိဘူးဆိုရင်ကိုရီးယားလိုင်းစီးဘူးတဲ့ဘော်ဒါတရားကိုခေါ်ပြီးတော့အဲ့ line ဒီမှာ like add နော်လူဟောင်းဆိုရင်လေတော့သူတို့ကတော့အဲ့လိုကိုလူရင်းဖြစ်သွားပြီကိုကလည်းအာမခံတယ်ဆိုရင်တော့အဲတင်ပေးတယ်ငါဟိုဘော်ဒါတွေကိုလည်းအဲ့လိုလုတ်ပေးဦးတယ်ပေါ့နော်ဟိုအရင်ကတည်းကအဲ့ဒီဘယ်လိုခေါ်မလဲ rumor လို့ခေါ်တာဘယ်လိုခေါ်လဲရော myth လို့ခေါ်တာဟိုဘယ်လိုပြောပြသူများပြောစကားတွေပေါ့ကွာသိရမလား rumor သူများပြောစကားတွေနဲ့ငါတို့ကအဲ့လိုမျိုးသွားကြတကယ်တော့အဲ့လိုမဟုတ်သူကလူတဲ့အချိန်မလူတဲ့အချိန်ဆိုရှိလိုတဲ့အချိန်ကိုသူတို့ကခေါ်တယ်ကာကြီးတုံးရှိချင်မရှိချင်ခေါ်တယ်သိလားအဲ့တော့ကိုကဘာလို့ရမလဲဆိုတော့ကိုရီးယားတုံးလိုချင်တယ်ဆိုကိုရီးယား line တွေကိုလိုက်ရှောက်နေဖို့ပဲလို့ပြီးအတိတယောက်အဲ့လိုအဲ့ line မှာစီးနေတဲ့ဘော်ဒါတွေနဲ့ဝင်တိုးတာပိုကောင်းတယ်အဲ့ထက်ပိုကောင်းတာ VIP စီမံစာဖက်နဲ့ဆက်သွယ်ပိုကောင်းတယ်အခုကဟိုကမလို့တော့ဘူးသိမလားအကိုရီးယားတုံးကအဓိကမဟုတ်သူတို့လူတကယ်လိုလားမလိုလားအဓိကအဲ့တော့အဲ့ဒီ information တွေဘယ်ရရသိမလားကိုနိုင်လေးတွေရဆိုအဲ့လိုမျိုးကွာဘော်ဒါရင်းနဲ့ချိတ်ဆက်ပြီးတော့ငါတို့တော့အဲ့လိုသွားခဲ့တာသိမလားကိုတရုတ်တုံးနေဆိုရင်အဲ့တရုတ်တုံးနေတဲ့လှနေတာတုံးကျိုးတုံးပြက်မဖြစ်ရဘူးအဲ့ဒါဆိုရင်ရတယ်အဲ့တော့ဘယ်လိုင်းမှာပဲ CC ကိုရီးယားလိုင်းကိုပြန်ပြောင်းမယ်ဆိုတဲ့ brother တွေကတုံးကျိုးတုံးပြက်မဖြစ်စေနဲ့3ပြည့်4ကောက်3 4ကောက်လောက်စီးလာအဲ့ဒါဆိုရတယ်အခုလေးငါကိုရီးယားလိုင်းတွေကိုတင်ပေးနေတာသိလားတရုတ်တုံးတွေလာတယ်ကိုရီးယားလိုင်းတွေကိုထည့်ပေးလိုက်တယ်ရတယ်ဟိုနေ့ကဆိုရင်ကြုံညုံကြော်ညာဝင်လိုက်အောင်ဘက်ကယ်ဒီယာအဲ့ကောင်လေးက OS တုံးထုလာတဒုံနဲ့24ကင်ထားတာဘက်ကယ်ဒီယာစိုက်ကြီးငါလည်းဟိအောင်မင်းဖြစ်နိုင်တယ် OS တုံးကြီးပါတယ်ဆိုတဒုံနဲ့ကိုကိုရီးယားလိုင်းနဲ့ဆွတ်ထည့်လိုက်တာ1200ကျော်ရခါကျရင်ဘက်အကြီးစီးတဲ့ဒီဟောင်ကောင်ဖလက်ကလည်းတောင်းတယ်1200ကျော်ရအဲ့ OS တုံး24လက်မှတ်ကင်ထားလို့ပေးတဒုံနဲ့ခါကျရင်1000ကျော်ရတရုတ်လိုင်းမှာတော့မရဟုတ်နော်အဲ့တော့မင်းမေးတယ်ကိုရီးယားလိုင်းကိုဘယ်လိုပြောင်းမလဲဆိုရင်တုံးကျိုးတုံးပြက်မဖြစ်အောင်စီးဖို့အကြံပေးပါနော်တုံးပြက်မဖြစ်စေနဲ့စီးတိုင်းကတ်မဖြစ်စေနဲ့ပြီးသွားအဲ့လိုကိုရီးယားလိုင်းအဆက်အသွယ်ရှိတဲ့ကိုနိုင်လေးလိုလူတွေနဲ့ဆက်သွယ်ဟဲလဲโอเคလားအဲ့ဒါဆိုရင်ကိုရီးယားလိုင်းတွေချွတ်ချွတ်မွေးရောက်တယ်အဲ့တော့အဓိက information ပဲကွာသိလားငါတခါတည်းဒီမှာဟိုဒီပွဲသားလုပ်ရင်လည်းသိလာတာ information ပဲဘယ်လိုင်းမှာဘယ်ရာတူးလိုတယ်ဆိုတော့သိတယ်ဆိုရင်အဲ့ line တခါတည်းဝင်တိုးလိုက်ပြီးသွားရင်ငါတို့က CV form ပဲတင်ပြီးတော့ပြီးသွားကြတာများတယ်တင်မောသားတွေလူတစ်ပဲဖြစ်လူဟောင်းပဲဖြစ်အဲ့ဒီမှာလမ်းဆုံးတယ်အဲ့လိုလမ်းဆုံးလို့မရဘူး तू ကခဏသွားပေးရ crew manager နဲ့ချိတ်ခဲ့မလားကိုဘယ်သူနဲ့ခဏမေးပေးရအဲ့ယာတူးပေါ်တဲ့အချိန်ရှာသူတို့ဒီမှာပူးခရူမရှိတဲ့အချိန်လူရှားတဲ့အချိန်ကိုကသွားမေးတာနဲ့ကြုံကြရင်ပွဲပြီးသွားပြီအဲ့တော့ formula ဘာလို့ဆိုတကားတွေကပိတ်ထားမှာပဲဒါကျွန်တော်တို့ရဲ့ design ပါတော့ကျွန်တော်ဘာမှပြည်ရဲ့ design ပါတော့တကားတွေကပိတ်ထားမှာပဲအဲ့တကားတွေကိုမင်းလိုက်ခေါ့မင်းကိုဖွင့်ပေးတဲ့တကားတစ်ချက်တော့ကျင်းတွေရှိတယ်ကွာကိုဘယ်လောက်လိုက်ခေါ့နိုင်လဲပေါ်လေမူတီတာတော့ပေါ့လားအဲ့လိုဆိုရပြီလား